ပြည်သူများအားလုံးပဲမင်္ဂလာခင်ဗျာ1 Fight Night 29အကြောင်းကိုပြောတော့ကျွန်တော်ကပွဲစဉ်8မှာထိုးသွားခဲ့တဲ့အာဒိုဂန်နဲ့ဂယ်ဘာကိုပွဲစဉ်အကြောင်းကိုပြောရချင်ပါတယ်ဒီနေ့အာဒိုဂန်ကို light weight တန်း light heavyweight ပေါ့လေ light heavyweight တန်းကိုတက်ပြီးတော့သူ့ကိုဂယ်ဘာနဲ့ပွဲတယ်ပေးခဲ့တယ်ပွဲကောင်းမဖြစ်ခဲ့ပါဘူးပရိသတ်တွေကပွဲမဆိုင်ကမျှော်လင့်ထားတဲ့အတိုင်းပဲအာဒိုဂန်တက်တောင်တက်တာပဲနိုင်သွားခဲ့တယ်ဂယ်ဘာကအသက်လက်ကြီးနေပါပြီဟိုရင်အွန်လိုင်းဆန်နဲ့ထိုးတော့ကတော့သူကအကောင်းဆုံးပုံစံရခဲ့တာမဟုတ်တာဒီနေ့ဆိုရင်အသက်42နှစ်အရွယ်နဲ့သူလာထိုးတယ်1နဲ့သူက2နှစ်ကျော်ကွာဝေးနေတာပေါ့လေအဲ့တော့သူစီကအကောင်းဆုံးပုံစံဘာတစ်ခုမှမမြင်ခဲ့ရဘူးအွန်လိုင်းဆန်ကိုထိုးတော့ကရှုံးတယ်လို့ပဲဘာမှတောက်မခံနိုင်ဘူးရှုံးသွားတယ်ပွဲစမှာတော့ဂယ်ဘာကဟုတ်ပုံဟုတ်ပန်နဲ့တော့လုတ်ပြသေးတယ်လက်တိချက်တွေပြစ်လွတ်တာပြီးတော့နည်းနည်းဝင်လုံးတာတွေဂျိုးဝိုင်းတောင်းကိုအာဒိုဂန်ကိုတွန်းပြီးတော့ပို့လိုက်တာတွေလုတ်ပြတော့အနေဆုံး2ချီလောက်တော့အစွမ်းပြပြီးမှဒီပွဲပြမလားလို့ထင်နေတာဘယ်အဲ့တောင်းကိုကတ်နေတာကနေပြန်ပြီးတော့ defense လုပ်ပြီးတော့အာဒိုဂန်ရုံးထွက်တယ်အလဲကိုတွန်းပို့လိုက်ပြီးတဲ့နောက်မှာဂယ်ဘာအိုကိုသူအမောက်သိမ့်လိုက်တယ်ဒူးထောက်ကျသွားတဲ့အချိန်မှာဒီဘယ်ဘက်ဒူးနေပေါ့လေနဖူးကိုဂယ်ဘာအိုရဲ့နဖူးကိုသူတိုက်ထည့်လိုက်တော့ပက်လက်လန်သွားတယ်လန်သွားတဲ့အချိန်မှာသူကလက်တိချက်တွေဇက်တိုက်ပြစ်လို့တယ်တရောင်ချက်တွေဇက်တိုက်ထောင်းတော့တာပဲအဲ့မှန်တိုင်းကပွဲကိုရက်လိုက်ပြီးတော့အာဒိုဂန်ကိုအနိုင်ပေးလိုက်တယ်ပေါ့လေအောင်လာတဲ့ပွဲက28စက္ကန့်ထိုးခဲ့တဲ့အာဒိုဂန်ဟာဒီပွဲမှာတော့42စက္ကန့်ထိုးတယ်အဲ့ဒါပြီးတော့အနိုင်ကိုပြသွားတယ်ပွဲပြီးတော့ 1SC ကိုချက်ထရီကအာဒိုဂန်ရဲ့စမ်းဆောင်ယူကိုကြိုက်ပါတယ်ဆိုပြီးတော့ bonus American dollar 9000ပေးလိုက်တယ်ဒီတော့အာဒိုဂန်က1ကိုလာပြီးတော့ bonus တက်တာကောက်ပြီးယူစားတယ်လို့ဖြစ်နေတယ်ဗျအောင်လာတဲ့ပွဲက28စက္ကန့်နဲ့ bonus American dollar 9000ကိုတယ်ဥပပွဲမှာလည်းသူကဒါဂယ်ဘာအိုကိုတက်42စက္ကန့်ရွှေ့တော်မထွက်ဘူးအဲ့လိုကစားပြီးတော့ထပ်ပြီး bonus American dollar 9000သွားပြီဒီတော့1အနေနဲ့တခုစဉ်းစားသင့်တာကတော့အာဒိုဂန်ကိုဒီ title ပေါ့လေရွှေကပတ်စင်ကောပွဲထိုးခွင့်ပေးဖို့လမ်းဖွင့်ပေးသင့်ပြီလားဆိုတာစဉ်းစားသင့်ပါပြီတစ်ဖက်မှာပြောရမယ်ဆိုရင်တော့မာလီခင်နဲ့ထိုးကျင်တယ်လို့အာဒိုဂန်ကိုယ်တိုင်ကလည်းပြောထားတာဖြစ်တော့မာလီခင်နဲ့သူနဲ့ကို heavyweight တန်းဒါမှမဟုတ် light heavyweight တန်းတခုမှညှိပြီးတော့ပွဲတယ်ပေးဖြစ်မလားပေါ့လေဒါမျိုးလဲတွေးဆစရာတော့ကောင်းလာပြီလို့ထင်မိပါတယ်အာဒိုဂန်ကတော့သူ့ရဲ့ professional ကစားသမားဘဝဖြတ်သန်းမှာ73ပွဲထိုး73ပွဲနိုင်မှတ်တမ်းကောင်းကိုရသွားခဲ့ပါပြီဝမ်းမှာဆိုရင်သူက4ပွဲထိုး4ပွဲလုံးကိုဒါအလဲထိုးတွေနဲ့နိုင်တိုင်ပွဲရက်တွေနဲ့နိုင်ဖြစ်သွားခဲ့ပါပြီဒီတော့အာဒိုဂန်ကိုတားနိုင်မဲ့သူပေါ်လာမလဲဆိုတာကျွန်တော်တို့ရင်ခုန်စွာနဲ့စောင့်ကြည့်ရပါတော့မယ်ဝမ်းကလည်းအာဒိုဂန်ကိုရွှေကပတ်စင်ကောပွဲထိုးဖို့အတွက်လမ်းဖွင့်ပေးတော့မယ်လို့ယူဆမိပါတယ်ရှီလန်ပွဲမှာအာဒိုဂန်ဘယ်သူနဲ့တွေ့မလဲအာဒိုဂန်အခုလိုတွေလုတ်ပြနိုင်အောင်မလားဆိုတာစောင့်ကြည့်စရာကောင်းနေရဖြစ်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ